คนไหนဘယ်တယောက်လဲคนไหนဘယ်တယောက်လဲอันไหนဘယ်ဟာလဲဒါမှမဟုတ်ဘယ်တစ်ခုလဲอันไหนဘယ်ဟာလဲဒါမှမဟုတ်ဘယ်တစ်ခုလဲที่ไหนဘယ်နေရာလဲဘယ်မှာလဲပေါ့နော်ที่ไหนဘယ်နေရာလဲที่ဆိုတာနေရာဥပမာอยู่ที่ไหนဆိုရင်ဘယ်မှာနေလဲပေါ့နော်วันไหนဘယ်နေ့လဲวันနေ့วันไหนဘယ်နေ့လဲแบบไหนဘယ်လိုလဲแบบဆိုတာတော့ပုံစံပေါ့နော်ဘယ်လိုပုံစံလဲแบบไหนแบบไหนဘယ်လိုပုံစံလဲตอนไหนဘယ်အချိန်လဲตอนไหนဘယ်အချိန်လဲมาจากไหนဘယ်ကလာတာလဲมาจากไหนဘယ်ကလာတာလဲมาလာသည်จากไหนဘယ်ကနေလဲအဲ့လိုမျိုးပေါ့နော်มาจากไหนဘယ်ကနေလာတာလဲ